ယ်ဘာသာကိုးကွယ်ကြိုက်တဲ့ဘာသာကိုးကွယ်မိဘဒီကျေးဇူးမရှိဘူးလို့ဟောတဲ့ဘာသာရှိလားအဲ့တော့ကျေးဇူးရှိပါတယ်လို့ပြောထားပြီးတော့မင်းတို့ငငယ်ပြုစုပြောထောင်ခဲ့တဲ့ဟာကိုကလောလောလာလာဖြစ်တဲ့အချိန်ကျတော့အသက်20အစိတ်လောက်ရောက်တဲ့အခါကျတော့တငယ်ချင်းတွေနဲ့ခွက်တိုက်ချီးရလို့ဘီယာသွားတိုက်ကိုကိုလာပြီးတော့ချီးသေးမတုတ်တင်မှုတဲ့လူသွားပြီးတော့ဘီယာတိုက်ပြီးတော့မင်းတို့ကြက်ကင်ဝက်ကင်နဲ့ကျွေးနေတယ်အိမ်မအမေကကြတော့ဟိုမှာငုတ်တုတ်ထိုင်းပြီးတော့စောင့်နေရမင်းတို့ရဲ့မွေးနေ့မွေးရက်တွေကိုဘယ်သူပြောလို့သိတာအမေကသားသမီး6ယောက်ချင်း6ယောက်စလုံးရဲ့မွေးလာအကုန်လုံးသိတယ်မိဘရဲ့မွေးလာလည်းသိရအမေမွေးနေ့ဆိုလည်းဂရုစိုက်ရမယ်ကိုမွေးနေ့ကြရင်လည်းဘယ်သူပဲကျွေးရမွေးရမှာတော့အမေဘေပဲကျွေးမင်းတို့ကျေးဇူးမရှိတဲ့ကောင်တွေဘယ်ချိန်ကျွေးရတယ်ကိုဘေးကဒုက္ခပေးမဲ့ကောင်ကြီးပဲအဲ့တော့မိဘကိုအမေနဲ့ကြလို့ရှိရင်ခြိသေးလက်သေးညှက်ပေးထမင်းရောပေးရီတွန်းပေးရီချိုးပေးအမေစားကျင်တာလေးဆပ်ပရိုက်အခုဒီနေ့ဆိုရင်ဥအောင်တို့မွေးနေ့နော်ပြီးခဲ့တဲ့ဘက်ကမတ်ဖြူရောရွှေ30သားကြော့တယ်အခုဥအောင်လေတရားစခန်းတဲ့အတွက်လူအပ်တာတွေသုံးတယ်မမတ်စင်ကတခါမမတ်စင်တို့လည်းအတူတူပဲသူ့အမေတို့အိတ်သိန်း800တန်းသူတို့တွေကဘာလုပ်လဲသူတို့မွေးနေ့မှာသူတို့ကကုသိုလ်ပြန်ပြုခြင်းနေဘာဖြစ်လို့ဥအောင်ကမိဘတွေနဲ့လုပ်ခဲ့တာသူတို့မြင်သွားပြီမြင်သွားတဲ့အတွက်ငါတို့အဖေဘာလုပ်လို့အောင်မြင်နေဆိုဒါတွေပဲဆိုတာသူတို့သိတဲ့အတွက်ဦးလေးတို့ကလည်းမေတ္တာပေးတယ်သူတို့ကလည်းဒါကိုလိုက်လုပ်တယ်အဲ့ရှေ့လူလိုက်လို့ရင်နောက်ကလိုက်လုပ်တာပဲလေနော်ဒါကြောင့်မို့လို့ဒါလေးတွေလည်းဦးလေးတို့ပြောတာပါတော့မြတ်ဆက်ဆရာပြောရရဲ့ကျေးဇူး